မိတ်ဆွေတို့ပြည်ပရောက်ပြီဆိုရင်ဒုက္ခလာလာကြီးတွေ့ပါလိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျ။ Okay တချို့ကပြောမှာပဲ KBU ဘေးကောက်တွေမရှိရတဲ့ဘာဒုက္ခရောက်မှလဲဆိုတော့မိတ်ဆွေတို့လက်တွေ့ကြရင်သိပါလိမ့်မယ်နော်ပြည်ပရောက်တဲ့ခါကျကျွန်တော်မြန်မာနိုင်ငံငွေလွှဲဖို့ခက်ခဲအရင်ဖြစ်တယ်အခါကျကျွန်တော်တို့ဒီမှာ KBU ဘေးကောက်တွေရှိထားလို့ရှိရင်ကိုယ်တိုင်မြန်မာပြည်ကိုချိန်မြူငွေလွှဲလို့ရတဲ့နည်းလမ်းတွေရှိတယ်ဗျာအဲ့တော့ပြည်ပကိုထွက်မဲ့သူတွေဆိုလို့ရှိရင်ဒီအချက်လက်တွေကိုလုံးဝပြင်ဆင်ဖို့မမေ့ပါနဲ့အကြောင်းမျိုးချောင်းပေါ့ဗျာကျွန်တော်တို့မြန်မာနိုင်ငံကနေပြီးတော့ပြည်ပကိုပေါ့နော်ထွက်ခွာမဲ့သူတွေအတွက်ကျွန်တော်ဒီဗီဒီယိုလေးကိုအဓိကရည်ရွယ်ပြီးလုပ်ပေးခြင်းဖြစ်တယ်ဗျOkay ပြည်ပကိုထွက်မဲ့သူတွေဆိုလို့ချင်းကျွန်တော်ဒီဗီဒီယိုလေးကိုတွေ့ရဆိုလို့ချင်းတခြားလေးကြည့်ပေးပါဗျ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကမိတ်ဆွေတို့ရဲ့အခက်အခဲတွေဖြစ်မှာဆိုလို့ကြိုတင်ပြီးတော့သတိပေးခြင်းဖြစ်တယ်ပေါ့နော်။ဘာအကြောင်းအရာဖြစ်မလဲဆိုတော့ကျွန်တော်တို့ပြည်ပရောက်နေလို့ရှိရင်ကျွန်တော်တို့မဖြစ်မနေပေါ့နော်ညီမပြည်ကိုငွေပို့ဖို့အတွက်အသုံးပြုကြတယ်။အခါကျကျွန်တော်တွေကKPay with pay ဒီကောင်တွေပဲအသုံးပြုကြတာများတယ်။လက်ရှိပေါ့နော်ပြည်ပရောက်နေပြီးတော့ဒီ KPay with pay အကောင့်တွေပေါ့နော်ဝင်မရလို့ပြဿနာတက်နေတဲ့သူတွေကလူကြီးထောင်နဲ့ရှိပြီးရှိတယ်။ဘာဖြစ်လို့ကျွန်တော်အခုလိုမျိုးပြောရလဲဆိုတော့ကျွန်တော်မှ analysis လုပ်ထားတယ်ကျွန်တော်မှဆိုလို့ချင်းအကူအညီလာတောင်းတဲ့သူတွေကနေရှိသရွေ့အတော်လေးများတယ်နိုင်ငံပေါင်းစုံပေါ့နော်နိုင်ငံပေါင်းစုံကလူတွေအများစုဗျာKPay ပဲကောက်တွေကိုကူညီပါအောင်ပေါ့နော် log out ထွက်သွားလို့စသည်အဖြစ်ပင်နံပါတ်မိတ်သွားလို့ဖုန်းနံပါတ်မရှိတော့လို့အမျိုးလာပြီးတော့အကူအညီတောင်းကြတယ်ဆိုတော့ okay ကျွန်တော်ပြောချင်တာကဗျာတချို့ကြတော့လေကျွန်တော်တို့ကြိုတင်ပြင်ဆင်မှုတွေဘာတစ်ခုမှမရှိထားဘူးမလုပ်ထားဘူးတချို့ကြတော့လည်းမသိတာလည်းပါတာပေါ့နော်ကိုလည်းပြပကိုထွက်ခွာလာပြီဆိုလို့ရှိရင်ပြပရောက်ပြီဆိုလို့ရှိရင်တလားနှစ်လစသည်အဖြစ်ပေါ့နော်လာကြလာပြီဆိုလို့ရှိရင်မိတ်ဆွေတို့လည်းကျွန်တော်စီကိုအကူအညီလာတောင်းဖို့မရောက်လာအောင်ကျွန်တော်ဒီဗီဒီယိုလေးနဲ့ပြပြပေးတာဖြစ်တယ်တချို့ကပြည်တွင်းမှာနေတော့ကတော့ AC ပဲဒါတွေကိုကြိုတင်မပြင်ဆင်လာဘူးတကယ်ပေါ့နော်ပြပရောက်တဲ့အခါကျမှကျွန်တော်တို့အကောက်တွေဝင်မရတဲ့အခါမျိုးဖြစ်လာပြီအကောက်တွေသုံးလို့မရတဲ့အခါဖြစ်လာပြီဆိုမှကျွန်တော်တို့ကဘာလို့ဘာကန်ရမှမသိဘူးမိတ်ဆွေတို့ကျွန်တော်ပြပြပေးမယ်ပြပမှာကျွန်တော်တို့ KBZ ဘန်တွေတို့ Women Call Center တွေတို့ပြပမှာမရှိပါဘူးเนาะပြပရောက်ပြီဆိုရင်အလွန်ဒုက္ခရောက်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းရှိပြပမှာနေရဖြစ်တဲ့ကြောင့်မလို့ကိုချင်းစားတဲ့အခက်အခဲတွေဒုက္ခတွေအများကြီးဖြစ်လို့ရှိရင်ကျွန်တော်တွေကအခက်မသိရင်ငွေကြေးတွေဗျာကောက်ထဲငွေကြေးတွေဆုံးရှုံးတာရှိရရှုသလိုချင်းကောက်ထဲမှာငွေ30နဲ့ရှိပြီးတော့ရှိတယ်ပြန်ထုတ်လို့လည်းမရအကောက်တွေလည်းပြန်ယူဖို့အခက်အခဲဖြစ်တယ်ပေါ့เนาะအခါကျကျွန်တော်တွေကဗျာမလိုလားအဲ့ဒီပြဿနာတွေဖြစ်เนาะတချို့ကြတော့လေပြပရောက်ပြီဆိုလို့ချင်းကျွန်တော်မြန်မာနိုင်ငံကိုငွေပို့မယ်ဆိုလို့ချင်းဗျာတချို့ကြတော့လေဒီ KBU ဘေးတွေကနေပဲမဖြစ်မနေသုံးနေရတဲ့သူတွေရှိတယ်ဗျအဲ့ဒီတော့ကြောင့်မလို့ကျွန်တော်ကစေတနာပြောကြပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်စကားရှိသွားပြီလားမသိဘူးโอเคအဓိကလိုရင်းသွားကြမယ်ပေါ့နော်ဒါကကျွန်တော်ကကြိုတင်ပြီးတော့မဖြစ်အောင်လို့ပေါ့နော်တတိပေးတာပေါ့နော်ပြီးတော့ကျွန်တော်တို့ဘာတွေပြင်ဆင်ခဲ့ရမလဲနံပါတ်1အနေနဲ့ကျွန်တော်တို့ကပြည်ပကိုမထွက်ခင်ပေါ့နော်ကိုက KPay ဘေးကောက်တွေမရှိသေးဘူးဆိုလို့ရှိရင်လည်းဖွင့်လာခဲ့ကိုရမှတ်ပုံတင်တယ် KPay ကိုပေးနှစ်ခုလုံးဖွင့်ခဲ့ဖွင့်ပြီးသွားပြီဖွင့်ပြီးသားလူတွေဆိုလို့ရှိရင်လည်းဗျာကိုရဲ့ SIM-card ပေါ့နော် SIM-card ကိုကျွန်တော်တို့ကတခြားလေးခိုင်မာဖြစ်အောင်လုပ်ခဲ့ကိုရဲ့ SIM-card ကကျွန်တော်တို့တွေကိုရဲ့မှတ်ပုံတင်နေပေါ့နော်အမည်ပေါက်မရရအောင်ရှောက်ခဲ့ပါရှောက်ခဲ့ပြီးလို့ရှိရင်ကျွန်တော်တို့စီကိုတပါတဲ့အဲ့ဒီခက်ကိုယူလာခဲ့ဗျာယူလာခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပြပရောက်လို့ရှိရင်ကျွန်တော်လက်ရှိနိုင်ငံအတော်များမှမြန်မာ SIM-card တွေအသုံးပြုလို့ရတယ်ကျွန်တော်ကြံပေးချင်တာကတော့တကယ်လို့မိတ်ဆွေတို့ကကိုရဲ့ KBU ဘေးကောက်တွေကပေါ့နော်တခြား SIM-card တွေနဲ့ဖောက်ထားခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ပြည်တွင်းမှာနေတဲ့အချိန်တုန်းမှာပဲတခါတည်းဖြစ်နေလို့ရှိရင်ဒီ ATOM ပေါ့နော်အတန် SIM-card နဲ့ပြောင်းလာခဲ့ဖို့အကြံပေးချင်တယ်အတန်ကျတော့ကျွန်တော်တို့သိရသလောက်ဆိုလို့ရှိရင်နိုင်ငံအတော်များမှာအသုံးပြုလို့ရတယ် OTP တွေကြားတယ် SMS တွေဝင်တယ်အခါကျတော့ကျွန်တော်တို့ကရေရှည်သုံးလို့ရတယ်နှစ်နဲ့ရှိပြီးသုံးသွားလို့ရတယ် AC ပဲအဲကြောင့်ကျွန်တော်တို့ပြင်ဆင်ထားမှာကိုယ့်ရဲ့ SIM-card ကိုမှတ်ပုံတင်အမည်ပေါက်ရှောက်လာခဲ့ပါပြီးလို့ရှိရင်ကျွန်တော်နဲ့အတူတစ်ပါးတည်းယူဆောင်လာပါအဲ့ဒါနံပါတ်1ချက်ပေါ့နော်တစ်ခုကနံပါတ်2အနေနဲ့ကျွန်တော်ပြောချင်တာကဗျအရေးကြီးတယ်သူကလည်းရန်ထဲမှာအရေးကြီးတယ်ကိုရဲ့မှတ်ပုံတင်ပေါ့နော်ကိုဖွင့်ခဲ့တဲ့ကိုရဲ့မှတ်ပုံတင်အစ်စ်ကိုပေါ့နော်ကျွန်တော်နဲ့အတူတစ်ပါးတည်းယူဆောင်လာပါပြပကိုကျွန်တော်တို့တကယ်လို့အကြောင်းတစ်ခုခုကြောင့်ပြပရောက်လို့အဲ့ဒီကောက်တွေကကျွန်တော်ပြောသလိုပြတ်သွားခဲ့တယ်ဆိုရင်တောင်းပါပဲကိုကမှတ်ပုံတင်အစ်စ်ကျွန်တော်နဲ့အတူရှိထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အကောက်တွေကိုပြန်ဆယ်လို့ရတယ်ပြန်ယူလို့ရတဲ့နီးလန်းတွေရှိတယ်မှတ်ပုံတင်ကကျွန်တော်နဲ့အတူပါမလာခဲ့ဘူးဆိုရင်တော့မိတ်ဆွေတို့လှုပ်ဆောက်လို့ရဖို့လမ်းမရှိတော့ဘူးကျွန်တော်တို့ပြပကနေပြီးတွင်းကိုပြန်ပြီးတော့ပြန်လုံးမှာပဲရတော့မယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကအကြံပေးတာမှတ်ပုံတင်ကိုတူနဲ့တူဆောင်လာခဲ့ပါโอเคနံပါတ်3ချက်ကတော့အရင်ထဲမှာအရေးကြီးတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီအကောက်တွေကပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာနေကလေးကအားလုံးကိုအဆင်သင့်ပြင်ဆင်ပြီးတော့ယူဆောင်လာခဲ့ပေါ့နော်တချို့ကရှိတယ်ဗျစင်ကက်တွေကဘယ်လိုပြောမလဲမြန်မာပြည်မှာဖွင့်လာတယ်ဒါပေမဲ့ပင်မေးနေတာတွေရှိတယ်ဗျာ password တွေမသိတော့ဘူးလို့ပြီးတော့ကျွန်တော်တို့ဖုန်းဟောင်းကနေမရှိတော့လို့ဒီပါရောက်မှဖုန်းသစ်မှာပြောင်းမယ်လို့ဒါမျိုးတွေလည်းရှိတယ်အများကြီးပဲဗျာဖုန်းနံပါတ်တွေမပြောင်းလာခဲ့တဲ့ပြဿနာတွေအများကြီးပဲအဲ့တော့ကျွန်တော်တို့အဓိကပြောချင်တာကကျွန်တော်တို့ကပြည်ပမှာထွက်ခင်ကလေးကကိုယ့်ရဲ့မှတ်ပုံတင်နဲ့ဖုန်းနံပါတ်လည်းပြောင်းလာခဲ့မရှိတော့ဘူးဆိုတခါတည်းပြောင်းလာခဲ့ပြီးလို့ချင်းဖုန်းကလည်းရှင်းနေမကောင်းတော့ဘူးဆိုလို့ချင်းလည်းတခါတည်း
ဖုန်းသေးဝယ်ပြီးတခါတည်းပြောင်းလာခဲ့အကောင့်တွေအကုန်လုံးကိုနောက်တစ်ခုကကျွန်တော်တို့ဒီ pin number တွေ password တွေမေ့နေတာဆိုလို့ရှိရင်တခါတည်းပြည်တွင်းမှာကလေးကတခါတည်းလှုပ်ဆောင်လာခဲ့ပြည်တွင်းမှာလှုပ်ဆောင်ရတာလွယ်တယ်ပြည်ပရောက်ပြီဆိုလို့ရှိရင်မျိုးစုလိုတည်တယ်မယ်ဒီတက်ပိုခက်ခဲတယ်နော် call center ကိုဖုန်းဆက်ဖို့လည်းမရဘူးပြည်ပရောက်ပြီဆိုကျွန်တော်တို့ call center ဖုန်းဆက်ဖို့ခက်ခဲတယ်ဖုန်းဆက်လို့မရလို့ဆိုရင်ကျွန်တော်တို့အကောင့်တွေလှုပ်ဆောင်လို့မရတဲ့ပြဿနာတွေကအများကြီးရှိတယ်အဲကြောင့်မလို့အခုပြောပြသလိုကြိုတင်ပြင်ဆင်လာခဲ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဆင်ပြေလိမ့်မယ်ပြင်းချုပ်လေးပြန်ပြောရရင်တော့ကျွန်တော်တို့အဓိကလိုအပ်တာတော့ပြည်ပကိုထွက်လာမယ်ဆိုလို့ရှိရင်ဒီမှာစင်ကက်လူနဲ့တူတပါတဲ့ယူဆောင်လာပါကိုရဲ့မှတ်ပုံတင်ကိုရဲ့အမည်ပေါက်ရှောက်လာပါပြီးလို့ရှိရင် KPU ဘေးကောက်တွေ pin number တွေ password တွေမေ့နေတာဖြစ်ဖြစ်ဖုန်းဟောင်းဖုန်းသစ်ပြောင်းချင်တာဖြစ်တခါတည်းဆင်ပြေလို့ရှိရင်ပြောင်းလာခဲ့ပါဒါတွေအကုန်လုံးကိုပြည်တွင်းမှာတည်းကအားလုံးလှုပ်ဆောင်လာခဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ပြည်ပရောက်လို့ရှိရင်လည်း AC ဘာဒုက္ခမှမရောက်တော့ဘူးမဟုတ်ရင်ကျွန်တော်တို့ကအကိုကတေချာမလှုပ်ဆောင်လာဘူးဆိုလို့ရှိရင်မျိုးစုတို့ပြည်ပရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ပြောတာမယုံရင်မိတ်ဆွေကိုစမ်းကြည့်ပါတလားနှစ်လားနေလို့ရှိရင်အကောင့်တွေလောက်အောက်ထွက်သွားတာဖြစ်ဖြစ်စင်ကက်မယူလာလို့ရှိရင် OTP မရတော့ဘူးဆိုလို့ရှိရင်အကောင့်တွေကသုံးလို့မရတော့ဘူးခါကျကျွန်တော်တို့ခက်ခဲတွေတွေ့မှာလုံးဝသိချပါတယ်ပေါ့နော်အခုကျွန်တော်ပြောတဲ့ set လေးတွေကိုပြင်ဆင်လာခဲ့ပါလုံးဝမိတ်ဆွေတို့နောက်တရမှာမဟုတ်ပါဘူးပြင်ဆင်လာဘူးဆိုရင်တော့မိတ်ဆွေတို့ပြည်ပရောက်ပြီဆိုရင်ဒုက္ခလာကြီးတွေ့ပါလိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျโอเคတချို့ကပြောမှာပဲ KPU ဘေးကောက်တွေမရှိရတဲ့ပါဒုက္ခရောက်မှာလဲဆိုတော့မျိုးစုလိုလက်တွေ့ကြံသိပါလိမ့်မယ်နော်ပြည်ပရောက်တဲ့ခါကျကျွန်တော်ဒီမှာနိုင်ငံငွေလွှဲဖို့ခက်ခဲအရင်ဖြစ်တယ်အခါကျကျွန်တော်တို့ဒီမှာ KPU ဘေးကောက်တွေရှိထားလို့ရှိရင်ကိုယ်တိုင်မြန်မာပြည်ကိုချိန်ပြီးငွေလွှဲလို့ရတဲ့နည်းလမ်းတွေရှိတယ်ဗျအဲ့တော့ပြည်ပကိုထွက်မဲ့သူတွေဆိုလို့ရှိရင်ဒီအချက်လက်တွေကိုလုံးဝပြင်ဆင်ဖို့မမေ့ပါနဲ့ပြည်ပရောက်မှလုံးမယ်လို့ခေါင်းထဲမှာလွယ်လွယ်လေးမတွေးပါနဲ့ပြည်ပရောက်ပြီဆိုလို့ရှိရင်မျိုးစုထင်တယ်တော့မလွယ်ပါဘူးမြန်မာနိုင်ငံရဲ့ကျွန်တော်တို့ဒီ KPU ဘေးရဲ့ policy လေးတွေကိုလည်းကျွန်တော်သိအောင်ပြောပြပေးခဲ့အောင်မယ်တခါတည်းတချို့ကလည်းပြည်တွင်းမှာသာနေတာကိုယ့်ရဲ့မြန်မာနိုင်ငံကpolicy တွေဘာတွေကိုမသိဘူးဗျ။ Okay အဲ့တော့ကျွန်တော်ပြောပြမယ်။နံပါတ်1 KPay မှာဆိုလို့ရှိရင်မိတ်ဆွေတို့သိထားရမှာကကိုယ်တိုင်ဘာမှလုပ်ခွင့်မရှိဘူးအခုချိန်မှာပြောမယုံရင်မိတ်ဆွေတို့ကိုယ်စံတော်ဖုန်းဆက်မိကြည့်။ဖုန်းနံပါတ်ချိန်တာနော်။ကိုဖုန်းစင်ကက်မရှိလို့ဖုန်းနံပါတ်ပြောင်းမယ်ဆိုရင်မိတ်ဆွေတို့ကိုယ်တိုင်လှုပ်ဆောင်လို့ရလားလုံးဝမရဘူး။သူတို့ရုံးကလှုပ်ပြီးမှရတယ်။ဒုတိယတစ်ချက် pin number မေ့သွားရင်ကိုယ် password တွေ pin number တွေမေ့သွားလို့ရှိရင်လည်းကိုယ်တိုင်ကျွန်တော်တို့တွေ setting ဖုန်းကောက်ထဲကနေပြောင်းလို့မရဘူးအခုချိန်မှာသူတို့လှုပ်ခွင့်မပေးထားဘူး။နောက်တစ်ခုကဖုန်းအဟောင်းပြတ်သွားလို့ဖုန်းသစ်ပြောင်းနေပြဿနာအဲ့ဒီပြဿနာကတော့တဲလွန်စားတွေတခုတော့ရှိတယ်ကိုယ့်ရဲ့ဖုန်းကလက်ရှိမပြတ်သေးဘူးဆိုလို့ရှိရင်တော့ဖုန်းသစ်ကိုယ်တိုင်ချိန်လို့ရတယ်တကယ်လို့ကိုယ့်ရဲ့ဖုန်းကပျောက်သွားတာဖြစ်ဖြစ်ဒါမှမဟုတ်ဖုန်းဟောင်းကမရှိတော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ်တိုင်လုံးလို့မရတော့ဘူးစကန်တောင်းတယ်ပေါ့နော်အဲ့ဒီပြဿနာလည်းရှိတယ်အဲကြောင့်ကျွန်တော်တွေကဒီစီကန်အဖြစ်အများဆုံးကဒီ3ခုလုံးကိုကိုယ်တိုင်လှုပ်ဆောင်ခွင့်မရှိပါဘူးပေါ့နော်ကျွန်တော်ပြောတဲ့ချက်လက်တွေနဲ့မိတ်ဆွေတို့ကတစ်ခုမို့တစ်ခုညှိနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ်တိုင်ပြည်တွင်းမှာလည်းကလှုပ်ဆောင်လာခဲ့ပြည်တွင်းမှာဆိုလို့ရှိရင်လွယ်သေးတယ်ဗျာဟုတ်တယ်မလား cost center တွေသွားတာဖြစ်ဖြစ်ဘိုင် own တွေသွားတာဖြစ်ဖြစ်ကျွန်တော်တို့ဆက်သွယ်ပြီးတော့လုပ်လို့ရတယ်ပြည်ပရောက်လို့ရှိရင်ပြည်ပမှာ cost center မရှိပါဘူးပေါ့နော်โอเคဒါ KPay နောက် WePay ကြတော့လည်းတူတူပါပဲ WePay ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းနံပါတ်ပြောင်းလဲအသုံးပြုခွင့်မရှိဘူးဖုန်းနံပါတ်တင်နေတော့မှတ်ပုံတင်နေပြန်ဖွင့်လို့ရမျိုးရှိတယ်ဒါပေမဲ့အဲ့ဒါကလည်းကျွန်တော်တို့တစ်ခါတလေကြံသူတို့ကနောက်တစ်ကောက်ကိုပေးမအောင်မင်းနဲ့ပထမကောက်မှာပဲ level 2တင်မိထားတယ်နောက်ကောက်မှာ level 2မအောင်မင်းနဲ့ကျွန်တော်တို့တိုင်ပတ်နေတာမျိုးတွေလည်းရှိတယ်အခါကျရင်ကျွန်တော်တို့ကရုံးနေနဲ့ဆက်သွယ်ပြီးတော့ဖုန်းနေနဲ့ပြောရတာတွေဆက်တက်တွေပြင်သွင်းရတာတွေအများကြီးလှုပ်ဆောင်ရလေးရှိတယ်ကျွန်တော်ပြောသလိုပြပရောက်တဲ့ခါကျတော့ရှင်ရုံးနဲ့ဖုန်းဆက်သွယ်လုပ်ဖို့ကခက်ခဲပါတယ်